အားလုံးပဲမင်္ဂလာပါမြန်မာ NSPDR ကနေကြိုဆိုပါတယ်ဒီကနေ့ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့1မိနစ်ကိုကြည်စံတော့900ကျော်တမန်တနတွေလို့မဟုတ်ဘဲအဝတ်ချုပ်ဆက်တလုံးလို့မနာနာပြခတ်နိုင်တဲ့ဒုတိယကမ္ဘာစစ်တွင်နာဇီဂျာမန်စစ်သားတွေကြောက်ဆုံးဖြစ်တဲ့ရုရှားရဲ့နာမည်ကျော် PPSH-41 ချင်းမွေးတဲ့အကြောင်းပဲဖြစ်ပါတယ်1940ခုနှစ်ကမ္ဘာသမိုင်းမှာအကျန်းဆုံးလို့ပြောရမယ်စတာလင်ဂရက်မြို့ပြတိုက်ပွဲကြီးဖြစ်ပွားခဲ့ပါတယ်ဧကတခန့်ချင်းအစာအုပ်တစ်ခုချင်းစီကိုမီတာအနည်းငယ်ကွာကနေရင်ဆိုင်လူတိုက်ရတဲ့စစ်မြေမှာ PPSH-41 ဟာဘီရင်ဖြစ်လာခဲ့ပါတယ်။ဂျာမန်စစ်သားတွေကတစ်ချက်ချင်းပြရိုင်ဖယ်တွေနဲ့မောင်းတင်နေခြင်းမှာရုရှားစစ်သားတွေကတော့ PPSH-41 မှာconcentrated ဆတဲ့ Dragi ကကြီးကိုတက်ဆင်ပြီးအခမ်းအနားကရာသူတွေကိုအမုန်းချပြနိုင်ခဲ့ပါတယ်။ဒါကြောင့်ပဲသူကကတိုးချင်းဘီရင်လို့သမိုင်းမှာအမည်တင်ခဲ့ကြပါတယ်။ PPSH-41 ကိုတနက်ပြန်ချင်းပြောကြီးရှပကန်က1941ခုနှစ်နဲ့ရေးဆွဲတည်တင်ခဲ့ပြီးထိုးလျက်ခဲ့သော PPD-14 တနက်အနေရာတွင်စောထွင်အရေးခဲ့ခြင်းဖြစ်ပါတယ်။လက်သူတန်ကိုအထူးခံနိုင်ရရှိပြီးဆိုဗီယက်စစ်သားတွေအတွက်အလွန်လူကြိုက်များသောရလဒ်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒီပညာပိုင်းကိုကြည့်ရင် PPSH-41 ဟာကြီးစံ80တိစတဲ့ထူးခြားတဲ့ Dragi ကကြီးကိုသုံးပါတယ်။သူတို့နဲ့ Cyber-City 25mm ကြီးစံဟာအနိကမှာပြင်းထန်လွန်လာပါတယ်။ပြခန့်ရတဲ့ဒီကြီးစီအတွက်မောင်းပြန်စနစ် Broadband System နဲ့ Open Port စနစ်တို့ကိုအသုံးပြုထားကရှေ့ပိုင်းတွေမောင်းပြန်ခြင်းကိုထိန်းချုပ်ပေးသော User Break ပေါင်းခဲ့ပါတယ်။ပိုပြီးအော်ဟုတ်ကောင်းတော့ဒီတနက်ကိုတာမဏိပြောတွေနဲ့တေသားတို့တွေတိုးပြီးအလော်ရိုးရှင်းအောင်တိစောက်ထားတာပါ။ဒါကြောင့်လဲဆက်ရလူသမားတွေအမျိုးသမီးတွေကပါအလုပ်တကူအများများထုတ်လို့နိုင်ခဲ့ပါတယ်။တကယ်တော့ဒီတနက်ကိုဒုတိယကမ္ဘာစစ်တွင်းမှာဒီအရေးအတွက်6တန်းကျော်ဒီအမှန်ခံအများများထုတ်လို့နိုင်ခဲ့တာပါ။တနက်ပြောင်းကိုတိသားအသိမလို့ပဲအဟောင်းဖြစ်နေတဲ့ Mosin Nagant Rifle ပြောင်းတွေကိုထက်ဝဲဖြတ်ပြီး PPSH-41 တဲ့ပြန်သုံးခဲ့ကြတဲ့အထိရုရှားတွေရဲ့အကျိုးရှိနဲ့ကိုကြားစည်းသက်တောင်ထုတ်လုပ်ခဲ့တဲ့စစ်ကူကတကယ်ကိုပါဏတ်လွန်ပါတယ်ဗျာ။သူ့ရဲ့စွမ်းဆောင်ရည်ကအကောင်းလို့ဂျာမန်စစ်သားတွေကိုတန်ရုရှားစီကသိရတဲ့ PPSH-41 တွေကိုလူရဲ့တင်ပြီးတရားဝင်ပြန်လဲအသုံးပြုခဲ့ကြရပါတယ်။ဒါပေမဲ့သူ့ရဲ့နာမည်ကြီးconcentrated Dragi ကမှာအားနည်းချက်ကြီးတစ်ခုရှိပါတယ်။အဲ့ဒါကတော့တနက်တက်လက်ချင်းစီအတွက်ကြီးကတွေကိုစက်ရုံမှာကိုထန်နဲ့ကွက်တီးပြအောင်တစ်ခုချင်းကိုက်ညီအောင်လုပ်ရတာပါ။ဒါကြောင့်အခြား PPSH-41 ရဲ့ Dragi ကဝင်တက်ရင်ဂျမ်းဖြစ်တော့ကြီးညတံမြခဏခဏဖြစ်ကြလို့နောက်ပိုင်းမှာတော့ရုရှားစစ်သားတွေကပေါ်ပါပြီးတိုက်ရတဲ့95တောက်ဆက်ကြီးကတွေကိုပိုပြီးအားကိုးသုံးပြလာကြပါတယ်။အနို့30ဒီဂရီရှိတဲ့ရုရှားရဲ့အေးခဲလုံးတဲ့ဆောင်းရာသီမှာဂျမန်တနက်တွေဆက်စီခဲ့ပြီးပြင်းပြဖြစ်နေချိန်တွေမှာ PPSH-41 ကတော့နှင်းတွေ short တွေကြားမှာကောင်းအလုပ်ဖြစ်နေလို့ပါပဲ။ဒီပညာအများကြီးပေမဲ့ရိုးရှင်းပြီးအချမ်းပန်းခံတဲ့ဒီဇိုင်းကြောင့်ပဲရုရှား Red Army ကိုနာဇီဂျာမနီပေါ်ဆင်းနိုင်ခဲ့တာဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ပြီးမှလည်း PPSH-41 ရဲ့သမိုင်းကြောင်းကရပ်မသွားခဲ့ပါဘူး။ကိုရီးယားစစ်ပွဲနဲ့ဗီနက်စစ်ပွဲတွေအထိတရုတ်နဲ့မြောက်ကိုရီးယားတပ်တွေဘက်ကအဓိကလည်းနဲ့ပြဆက်လက်ပါဝင်ခဲ့ပြီးအမေရိကန်စစ်သားတွေအတွက်တော့အနိကတပ်ပွဲတွေမှာရင်ဆိုင်ရအကြောက်ဆုံးလက်နက်ဆိုကြီးအဖြစ်သမိုင်းတုကွေမှာထပ်မံအစားပြခဲ့ပါသေးတယ်ဗျာ။ကျွန်တော်အခုတင်ဆက်ပေးတဲ့ PPSH-41 အကြောင်းကိုသဘောကျနေတဲ့ရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးကြဖို့တောင်းဆိုပါရစေဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။ဘေးကင်းလို့ကြုံကြပါစေဗျာ။